ဝါကောင်းကောင်းတစ်လုံးရှိုံနဲ့အရသာရှိတဲ့ဝါသမင်းပေါင်းကိုလှုပ်ရှားလို့ရပါတယ်ပထမဆုံးအနေနဲ့ဝါခတ်တုတ်တုတ်တစ်ချောင်းကိုခုတ်လိုက်ပါတယ်တဘာဝကြီးကဝါပင်တွေကိုအလေကအခေါင်းပေါက်ဖြစ်အောင်ဖန်ဆင်းပေးထားတာကကံကောင်းတာပါပဲ။ဘာကြောင့်လဲဆိုတော့ဒီလူကခုတ်လာတဲ့ဝါတွေကိုထမင်းထည့်ပြီးပေါင်းမှာမလို့ပါ။ဝါနဲ့တင်းတင်းလေးနဲ့ထမင်းပေါင်းလေးကစိတ်ကူးကြည့်အောင်နဲ့တရေကြစရာပါပဲ။ဒုတိယအဆင့်အနေနဲ့ဝါတွေကိုထချမ်းချမ်းပြီးတော့ဖုံတွေကပ်မနေအောင်ရေးဆေးလိုက်ပါတယ်။ထမင်းပူပူလေးကိုဟင်းခတ်အမွှေးကြိုင်တွေအသားတွေပဲတွေအသေးရွက်တွေစတာတွေနဲ့ရောနေပြီးတော့ထချမ်းချမ်းထားတဲ့ဝါလုံးလေးကိုထည့်လိုက်ပါတယ်။ဟင်းရည်အတွက်လည်းပြောင်းမှုလေးနဲ့ဥနီလေးကိုဟင်းကမုံနဲ့ရေနည်းနည်းထည့်ပြီးနောက်ထပ်တစ်ခုတွေကိုထပ်ထည့်ပါတယ်။အဲ့လိုထည့်ပြီးသွားပြီဆိုရင်တော့ဝါလုံးကိုတေချာလေးပြန်ပိတ်ပြီးပေါင်းစကားလေးပေါ်တင်ပြီးတော့မီးအေးလေးနဲ့စိတ်ရှိရှိပေါင်းပါတယ်။အချိန်ခဏကြာပြီးတော့အနက်မွှေးလေးထွက်လာပါပြီ။ဒီလိုဆိုရင်ဝါထမင်းနယ်လေးချက်ပြီးပဲဖြစ်ပါတယ်။ဟင်းကြိုလေးလည်းအနေတော်ဖြစ်နေတော့ပါပြီ။အပေါ်ကဝါလုံးချမ်းလေးကိုဖယ်ပြီးတော့အသင့်စားရုံပါပဲ။လေနူအေးလေးတွေတိုက်နေတဲ့ဝယုံတော်ထဲမှာထိုင်ပြီးတော့ဝါနဲ့သေးနေတဲ့ဝါထမင်းမောင်းလေးနဲ့ဟင်းကြိုလေးတောက်ရတာကနှက်ပြေရောက်နေတယ်လို့ပဲနေမှာပါ။ကျမလည်းဝါကောင်းကောင်းတစ်လုံးရှာပြီးတော့ဝါထမင်းမောင်းလှုပ်စားပါအောင်မယ်။